Okay မင်္ဂလာပါဒီနေ့ကကျွန်တော်တို့ crypto ရဲ့ဒီ DBS crypto ရဲ့ crypto foundation course ရဲ့ episode 5ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ DBS crypto ကနေပြီးတော့ Mata beginner intermediate advanced ဘိုင်းတွေကိုဒါ free completely free ပေါ့နော်ကျွန်တော်တို့သင်ပေးသွားမယ့် series တွေရှိပါတယ်ဆိုတော့ဒီ series ရဲ့ episode 5ပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုအခါကျရင်ဒီပြားမှာပေးစရာမလိုပါဘူးကျွန်တော်တို့ဗီဒီယိုကိုလမ်းလုပ်ပြီးတော့မှာကိုယ့်အတွက်အဆင်ပြေရဆိုလို့ရှိရင် like လေးပေးခဲ့ပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ကို subscribe မလုပ်ရသေး subscribe လေးလုပ်ခဲ့ပြီးပေါ့ပြီးရင်နောက် crypto account တွေလိုအပ်ခဲ့တဲ့အခါမှာexchange account တွေလိုအပ်ခဲ့တဲ့အခါမှာ Binance တို့ Maxi တို့ဒါတွေလိုတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီအောက်ကပေးထားတဲ့ link ကနေ account ဖွင့်ပေးမယ်ကျွန်တော်တို့ referral code တွေသုံးပေးမယ်ဆိုလို့ရှိရင်ရပြီပေါ့နော်ဆိုတော့ make sure that percentage fee fees discount ရမယ်ကျွန်တော်တို့အတွက်ကလည်းဒါ small fees လေးတခုရရပါဒါပဲเนาะဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ဒါ buy sell transfer အပိုင်းပေါ့နော်ဆိုတော့ဒီမှာတကယ်တော့ buy sell transfer လို့ကျွန်တော်တို့ဒါ presentation မှာရေးထားပြီမယ်ဒါတော်တော်လေးတော့ကြီးရဲ့ topic ဖြစ်တယ်ဆိုတော့ maybe I will go with part 1 part 2ပေါ့နော်ဆိုတော့ပထမပိုင်းမှာကျွန်တော်တို့ဒါ transfer လုပ်တဲ့အရင်ဗီဒီယိုဒီ core wallet hot wallet နဲ့ချိတ်လို့ရအောင်ပေါ့နော်ဆိုတော့ wallet ကနေပြီးတော့တခြား wallet ကို transfer လုပ်တဲ့အပိုင်းတွေကိုကျွန်တော်ပြပေးမယ်ဒါ first ပေါ့နော်ပြီးတော့လို့ရှိရင်ဒုတိယပိုင်းကတော့ကျွန်တော်တို့ဒါအချိန်ရမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုဘယ်လောက်ရှိမလဲကျွန်တော်မသိဘူးပေါ့နော် part 1 part 2ဘယ်လိုခွဲလို့ရမယ်မသိဘူးဒါပေမဲ့အဆင်ပြေတယ်လို့ကြည့်ပြီးတော့ကျွန်တော်Binance ဆိုဘာလို့ကနေပြီးတော့မှဒီcrypto ဝယ်တဲ့ process ပေါ့နော်ဒါတွေကျွန်တော်ပြပေးမယ်ပြီးတဲ့အခါကျလို့ရှိရင်နောက်ကျွန်တော်တို့crypto ရပြီဆိုလို့ရှိရင်ဒါ BTC ဝယ်တဲ့ဟာပေါ့နော်ဒါမှမဟုတ်လေ BNB ဝယ်တဲ့ဟာကိုဘယ်လိုနည်းနဲ့ကျွန်တော်ဝယ်လို့ရမလဲပေါ့နော်ဆိုတော့အဲ့ဒါလေးကျွန်တော်ပြပေးမယ်ပြီးတဲ့အခါကျတော့ကျွန်တော် order တွေအကြောင်းကတော့ဗီဒီယိုတည်တံ့သင်ရမယ်ထင်တယ်เนาะဆိုတော့ဒါလေးပြပေးမယ်เนาะ episode ကနည်းနည်းလေးရှည်လောက်တယ်ဒါပေမဲ့ကျွန်တော်20 minutes လောက်ပဲအများဆုံးကျွန်တော်ထားပြီးဖြတ်လိုက်မယ်ပေါ့နော်ဆိုတော့ပြီးတော့ထပ် channel လေးထပ်ပြီးတော့ပြမယ် okay အဲ့တော့အရင်ရှည်ဝိုင်းခက်ကုန်မှာဆိုလို့ပေါ့နော်ဆိုတော့ဟုတ်ပြီအခုတော့ part 1မှာကျွန်တော်တို့ဒါwallet တစ်ခုနဲ့တစ်ခုအကြောင်းရင်လွှဲတဲ့အကြောင်းရင်ပြောမယ်ပေါ့နော်ဆိုတော့ wallet လွှဲရဲဆိုတာကျွန်တော်တို့ဒါသတိထားရမယ့်အချက်ကလေးတွေရှိတယ်เนาะအချက်၃ချက်သတိထားရမယ်ပေါ့နော်နံပါတ်1က wrong address မှားလွှဲလို့ရှိရင်ကျွန်တော်တို့ရဲ့ crypto တွေအကုန်လုံး completely gone အကုန်လစ်သွားလိမ့်မယ် okay နောက်နံပါတ်2 network မှားလွှဲရင်လည်းအကုန်လစ်သွားလိမ့်မယ်အဲ့တော့ address ရဲ့ network ရဲ့မှန်မှရမယ်နောက်တတိယ rules ကကြတော့$10ဘိုးလောက်အရင်ဆုံးဘယ်တော့မဆိုအရင်စမ်းလွှဲကြည့်ပါကိုကဒေါ်လာ100လွှဲမယ်ဆိုလို့ရှိရင်$10ဆိုမြင်ရပြီ$5လောက်အရင်လွှဲကြည့် okay 1000ဆိုရင်$10လောက်လွှဲကြည့်ပေါ့ကျွန်တော်ဆိုရင်ဒေါ်လာသိန်းချီပြီးလွှဲရဆိုတော့$10ဒေါ်လာ100လောက်တော့မဖြစ်မနေရှေ့ပါစမ်းလွှဲကြည့်တယ်ဆိုတော့အဲ့တော့ဒါလွှဲကြည့်လိုက်လို့အချိန်ကုန်ကစမ်းလွှဲကြည့်လိုက်လို့အချိန်ကုန်တော့ပြဿနာမရှိဘူး verify ဖြစ်ပြီးဆိုမှလွှဲရအကောင်းဆုံးပဲเนาะ okay တော့ဒီနေ့ cover လုပ်မဲ့ topic တွေကတော့အများဒါတွေပေါ့เนาะဒါပေမဲ့အကုန်လုံး cover ဖြစ်ချင်မှာဖြစ်ပါမယ်ခုနကကျွန်တော်ပြောခဲ့သလိုပဲဝယ်တဲ့အပိုင်းနဲ့ B2B တွေပါတယ်ညာတွေဒါတွေကတော့ကျွန်တော်တို့ဒါနောက် next video မှာသွားရလိမ့်မယ်ထင်တယ်เนาะ okay တော့ transfer risk ကိုကျွန်တော်တို့ကြည့်မယ် round network ပေါ့เนาะ round network ကဥပမာကျွန်တော်တို့က crypto တစ်ခုကို A ကနေ B ကိုလွှဲမယ် wallet A ကနေ wallet B ကိုလွှဲမယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ် network ကိုသုံးပြီးလွှဲပါလဲဆိုတာကိုကျွန်တော်ကကြည့်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါရှင်းလေးပဲရန်ကုန်ကနေမန္တလေးကိုခရီးသွားသလိုပဲဗျာရန်ကုန်ကနေမန္တလေးကိုခရီးသွားဖို့အတွက်ကိုကားနဲ့သွားလို့ရတယ်ဘတ်စကားနဲ့သွားလို့ရတယ်လေနဲ့သွားလို့ရတယ်ကျွန်တော်train နဲ့ရထားနဲ့သွားလို့ရတယ်ဆိုတော့ဒီထဲမှာကိုကဘယ်လောက်ပတ်စံကုန်ကျင်လဲဘယ်လောက်မြင်ရောက်ချင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဒါ route တွေကွာသွားသလိုပဲဒီ network တွေကအဲ့လမ်းကြောင်းပေါ့နော်တွားပုံတွားနီးလွှဲပုံလွှဲနီးအဲ့ဒါကိုပြောချင်တာဆိုတော့ဒီBEP20 ကိုသုံးရင်သူ့ရဲ့ fees တစ်ခုပေးရမယ် ERC20 ကိုသုံးရင် fees တစ်ခုပေးရမယ်နောက်တခြား network တွေရှိတယ်မှာSolana network ကိုသုံးရင်တစ်ခုပေးအဲ့လိုမျိုးတွေကျွန်တော်ကပေးရတယ်ဆိုတော့အဲ့ပေးရတဲ့ fees က network ပေါ်မှာမူတည်ပြီးတော့ကွာသလိုတချို့ coin တွေဆိုလို့ရှိရင်လေဟိုမှာဒီ network ကိုမှသုံးရမယ်ဆိုတဲ့ coin တွေလည်းရှိတယ်အဲ့ဒါတစ်ချက်ပေါ့နော်ဆိုတော့အဲ့ဒါ network ရွေးတာမှားလို့ရှိရင်ဟိုမှာကိုကဒီဘက်ကပို့လိုက်တော့က BEP20 နဲ့ပို့ပြီးတော့ဟိုဘက်မှာ ERC20 ထည့်ထားမိရင်အဲ့ကောင် fail သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ခုနကဂျားရဲ့ crypto တွေ permanently loss ဖြစ်သွားလိမ့်မယ်နော်နောက်အဲ့လိုပဲ wrong address ပေါ့နော် address ကကျွန်တော်မလွှဲခင်မှာတေချာစစ်ရတယ်အလဲမှာ ban လည်းမရှိဘူးsupport လည်းမရှိဘူးတကယ်ကလေ crypto ဖြစ်တဲ့အတွက်ကြောင့်မို့လို့
so အဲ့အတွက် wallet A နဲ့ wallet B ကိုလွှဲတဲ့အချိန်မှာ address မှားလို့ရှိရင်လေကျွန်တော်တို့ crypto ရှုံးနေဟိုဆုံးသွားလိမ့်မယ်နော်အဲ့တော့ if insufficient gas ဖြစ်တယ်ဆိုတာကျွန်တော်ခုနက transfer fees ပေါ့ဆိုတော့ကျွန်တော် A ကနေ B ကိုလွှဲမယ်ဆိုလို့ရှိရင်အဲ့ network ကဘယ်လောက် charge လုပ်တယ်လဲဆိုတော့လွှဲက fees ပေးရရှိတယ်အဲ့ fees ကခုနကလွှဲတဲ့ငွေနဲ့မဆိုင်ဘူးကိုယ့်အပြင်မှာတည်တံ့ဖယ်ထားရတယ်ဆိုတော့အဲ့ fees မလောက်ဘူးဆိုလို့ရှိရင် transfer complete မဖြစ်ဘူး fees ကဆုံးသွားနိုင်တယ်เนาะအဲ့ဒါလေးကျွန်တော်တစ်ချက်သတိထားရမယ်ပြီးရင်အမြဲတမ်း small amount ကိုအရင်ဆုံးလွှဲပါပြီးမှအကြီးတဲ့ amount ကိုလွှဲဆိုတော့ဒါမဖြစ်မနေလောက်ရမယ့်ကိစ္စเนาะဆိုတော့အရင်ဆုံးဒီသုံးချက်ကိုကျွန်တော်မဖြစ်မနေလောက်ရမှာပြီးရင်ကျွန်တော်ဒါကိုexample ပြပါမယ်เนาะ so check address first and leg 6ပေါ့เนาะ so ပထမဦးဆုံးဒီ address တွေအရှိကြီးတွေပဲเนาะအဲ့အရှိကြီးတွေအရှိ6လုံးနောက်6လုံးကိုမဖြစ်မနေတူမတူတိုက်ပြီးတော့စစ်ပါဟုတ်ပြီเนาะအဲ့တော့ဘယ်တော့မှ address တစ်ခုကို manual တိုက်မလုပ်ပါနဲ့ copy paste လုပ်ပါဒါမှမဟုတ် scan QR ရှိရဆိုလို့ရှိရင် QR နဲ့ scan လုပ်ပါဟုတ်ပြီเนาะအဲ့တော့လွှဲတိုင်းမှာ clipboard malware တွေတတိထားဆိုတော့အဲ့ခုနကကို copy paste လုပ်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့ဟိုဘက်ကကူးထားတဲ့ network ရဲ့ဒီ address နဲ့ဒီဘက်က paste ထားတဲ့ network ရဲ့ address နဲ့မတူအောင်အလဲကနေ hacker လဲလိုက်လို့ရတယ်အဲ့ဒီဟာကိုသတိထားပါတော့အဲ့တော့အမြဲတမ်းလွှဲတိုင်းမှာအရှိ6လုံးနောက်6လုံးဖြစ်နိုင်လို့ရှိရင်အကုန်စစ်တာအကောင်းဆုံးပဲအကုန်စစ်တာကြီးကြတော့ရှေ့လုံးတော့တိတ်အဆင်မပြေရှေ့6လုံးနောက်6လုံးတော့ကျွန်တော်ကစစ်ပါเนาะပြီးရင်ဒီမှာ right network ပေါ့နော် USDT on BEP20 USDT on ERC20 เนาะဒါ right network home เนาะအဲ့တော့ USDT ချင်းတူတာတောင်မှပဲ BEP20 လို့ခေါ်တဲ့ Binance Smart Chain ပေါ်မှာရှိတဲ့ကျွန်တော်တို့ USDT နဲ့ ERC20 လို့ခေါ်တဲ့ Ethereum chain ပေါ်မှာရှိတဲ့ကျွန်တော်တို့ USDT နဲ့မတူဘူးเนาะအဲ့တော့ Tron လို့ခေါ်တဲ့ TRC Tron ကမတူဘူးအဲ့တော့ USDT ကို USDT to USDT လွှဲတာဆိုပေမဲ့ network မတူလို့ရှိရင်ပျောက်သွားနိုင်တယ်အဲ့ဒါလေးအကြီးကျယ်သတိထားပါ BSC က cheap fees ဖြစ်တယ်ERC20 က high fees ဖြစ်တယ် Tron ကကျတော့တော်တော် cheap ဖြစ်တယ်ဥပမာ$1 ပဲပေးရတယ်ပေါ့နော်ဘယ်လောက်လွှဲလဲအဲ့လိုမျိုးရှိတယ်နောက်အမြဲတမ်းခုနကပြော small amount test လုပ်ပါ okay ကျွန်တော်ဒီမှာ network ခုနနှစ်ခုကိစ္စကျွန်တော်ပြနော် okay တော့ကျွန်တော်ဒီမှာဒါ okay ရဒီမှာကျွန်တော်နှစ်ခုနဲ့ပြပေးမှာပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့trust wallet ဖြစ်တယ်ဒါကဒီဘက်က Binance ဖြစ်တယ်ပေါ့နော်ဆိုတော့trust wallet ကဒါကျွန်တော် example နဲ့ပြတာဖြစ်ပါတယ် trust wallet အပြင်တခြား MetaMask တခြားပေါ့နော်ဒီပါတယ်ဆိုတော့တခြားကြိုက်တဲ့ MetaMask တို့တခြား wallet တွေပေါ့နော်ရှိသမျှ wallet အကုန်လုံးကိုသုံးလို့ရတယ်ပေါ့နော်ဆိုတော့နောက်ကျွန်တော်တို့ဒီ hardware wallet တွေဖြစ်တဲ့ကျွန်တော် ledger တို့ဘာလို့စီကိုလွှဲရင်လည်းအဲ့လိုပဲကျွန်တော် address နဲ့လွှဲရတာဆိုတော့တူတူပဲပေါ့နော်ဆိုတော့သဘောတရားတူတူပဲဒါပေမဲ့ဒီမှာတော့ကျွန်တော်ဒီမှာဒီဟာလေးပြပြီပေါ့ trust wallet ကို example လုပ်ပြီးပြပေးမယ်ပြီးတော့ trust wallet ကိုကျွန်တော်တကယ်တော့လွှဲမပြအောင်ပေါ့နော်ကျွန်တော်သုံးဖို့မလိုသေးလို့အဲ့တော့ကျွန်တော်နောက်ဆုံးလွှဲကန်ဒီအချိန်ကြီးကျွန်တော်ပြပြီဆိုတော့ဒီမှာဒါဆိုလို့ရှိရင်ဒီ wallet ထဲမှာကျွန်တော်ဒါ$0ဖြစ်တယ်ဒီဘက်က Binance ဘက်ကနေပြီးတော့ကျွန်တော်သူ့ကိုလွှဲရမယ်ပေါ့နော်အဲ့တော့ trust wallet ကိုယူရမှာဖြစ်တဲ့ကြောင့်သူက receipt ဖြစ်ရမယ်သူ့ထဲကိုထည့်မှာเนาะအဲ့တော့ receipt ဖြစ်မယ် receipt ကိုနှိပ်လိုက်မယ်ဒါဆိုဒီမှာတွေ့လိမ့်မယ်ဆိုတော့ကျွန်တော်တို့ခုနကကျွန်တော်ပြောချင်တဲ့ဒီ network နဲ့ address နဲ့ဆိုတဲ့ဟာဒီမှာစပြီးတွေ့ရပြီပေါ့နော်ဆိုတော့ဒီမှာ all ဆိုတာကျွန်တော် network တွေပေါ့အဲ့တော့ကျွန်တော်တို့မှာဒီ BNB ပုံစံလေးကိုနှိပ်လိုက်လို့ရှိရင်ဒါ BNB smart chain เนาะ BNB smart chain ဖြစ်သွားမယ် BNB smart chain ထဲမှာရှိတဲ့ BNB နဲ့ကျွန်တော်လွှဲလို့ရတဲ့ဟာအကုန်လုံးဒီမှာသူကဒီမှာပြထားတယ်ပေါ့နော် USDT BNB smart chain နဲ့ကျွန်တော်တို့သုံးလို့ရတယ်เนาะဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဥပမာကို Solana ကိုသုံးတယ်ဆို Solana chain ပေါ်မှာရှိတဲ့ဟာကိုကျွန်တော်တို့ကြည့်လို့ရတယ်ဒီမှာဆိုရင် Solana token ဒါလွှဲလို့ရတယ်နောက် Ethereum ဆိုရင်ဒီမှာ USDT Ethereum blockchain ERC20 ခုနကကျွန်တော်ပြောတဲ့ Ethereum blockchain ပေါ့နော်ဆိုတော့ဒါမှမဟုတ် BTC ဆိုလို့ရှိရင် BTC blockchain BTC chain ပေါ်မှာပဲရှိတာပေါ့နော်ဆိုတော့ဥပမာ Tron ဆိုလို့ရှိရင်ခုနက TRX ရှိမယ် USDT Tron TRC20 ရှိမယ်ပေါ့နော်ဆိုတော့ဒါတွေနဲ့ကျွန်တော်တို့က transfer လုပ်လို့ရတယ် okay အဲ့တော့ကိုကဘယ် network ကိုသုံးမလဲဆိုတာကိုပုံမှန်မူတည်တယ်ဒါပေမဲ့အဲ့ network ကဟိုဘက်ဒီဘက်ညီဖို့လိုတယ်အဲ့တော့ကျွန်
ကျွန်တော်ကြံပြချင်တာတော့ Binance ကနေပြီးတော့ဒီတခြား wallet ကိုလွှဲမယ်ဆိုလို့ရှိရင်เนาะ Binance ရဲ့ BSC BEP20 เนาะ Binance BNB Smart Chain ဆိုတဲ့ကောင်ကိုပဲတုံးတာအကောင်းဆုံးပဲအဲ့တော့ရင်တော့ receipt မှာဒီကိုတွားလိုက်တယ်နောက်ဒီမှာ BNB ကိုတွားလိုက်တယ်ပြီးရင်ဒီမှာဒီ network address ပေါ့เนาะသူ့ကိုတိကျလို့ရှိရင်ဒီမှာ scan QR code ကျွန်တော်တို့မြင်ရတယ်ဒီဟာကို copy နှိပ်လို့ရှိရင်ကျွန်တော်တို့ဒီ network ဒီ wallet address ကိုတခါတည်းကူးပြီးသားဖြစ်သွားမယ်เนาะဒါမှမဟုတ်ဒီ scan ကိုဒီ Binance ကနေပြီးတော့မှလွှဲကန်ဒီမှာ scan ကိုဖတ်လိုက်လို့ရှိရင်လည်းရတယ်အဲ့ဒါတော့ကျွန်တော်တို့ copy တောင်ကူးတာမဟုတ်တော့ပဲ scan တန်းဖတ်တာဆိုတော့ဒါပါးစရာမရှိတော့ဘူးပေါ့နော်ဆိုလို့ရှိမယ် okay အဲ့တော့ Binance ဘက်ကနေပြီးတော့ကျွန်တော်တို့ကသူ့ဘက်ကိုလွှဲဖို့ကြာကျွန်တော်ကဘာလို့ဆို withdraw လုပ်တာဘာလို့ဆို Binance ကနေထုတ်ပြီးတော့ကျွန်တော်တို့ဒါBNB လွှဲတာเนาะအဲ့တော့ကျွန်တော်တို့ sorry ဒီ Trust Wallet ကိုလွှဲရဆိုကျွန်တော် withdraw လုပ်တာအဲ့တော့ withdraw ကိုနှိပ်မယ်နှိပ်တဲ့ခါကျလို့ရှိရင်ဒီမှာကျွန်တော်တို့ဘယ် coin ကိုလွှဲမှာလဲဆိုတာပြတယ်အဲ့တော့ကျွန်တော်ဒီမှာကြည့်ခုနကကျွန်တော်ပြောရဲ့နှစ်ခုပေါ့နော် coin မှားလို့မရဘူး coin ကတော့မှားလိမ့်မရှိပါဘူးဒါပေမဲ့ address မှားလို့မရဘူး network မှားလို့မရဘူး okay အဲ့တော့ဒီမှာကျွန်တော်အခုဒါဆို BNB ဖြစ်နေသလားကျွန်တော်အခု BNB ရေးထားပြီးတော့ BNB ကိုပြကျွန်တော် USDT လဲခြင်းလွှဲခြင်းတာဆိုလို့ရှိရင် USDT BNB Smart Chain ဖြစ်ရမယ် okay အဲ့တော့ဒီအခေါ်လေးတွေကိုနောက်ကြလို့ရှိရင်မှတ်ထားပါလေဟို BNB Smart Chain ဒီ BEP20 လို့လဲသူ့ကိုခေါ်တယ်နောက်ပြီးရင် BXC လို့လဲအတူကောက်တစ်ခါတလေရေးတယ်ဟုတ်ပြီနော်အဲ့သုံးခုကအတူတူပဲ okay အဲ့တော့ဒီမှာနှိမ့်လိုက်လို့ရှိရင်လည်းကျွန်တော်တို့ဒီမှာသူက USDT BNB Smart Chain ပြီး Tether USD BEP20 ဟုတ်ပြီနော် USDT BEP20 ဒီ address ဖြစ်ရမယ် okay အဲ့သုံးခုကိုသေချာစစ်ပါဒီမှာလဲဒီဘက်ကလွှဲမဲ့စီမှာလဲ USDT Tether USDT ဖြစ်ရမယ်ဟုတ်ပြီနော်ပြီး address ကပါလဲဒီကောင်ဖြစ်ရမယ်အဲ့တော့ဒီကောင်ကို copy ကူးမယ်ဟုတ်ပြီနော်ပြီးဒီ address မှာ paste ချမယ်အဲ့အချိန်မှာကျွန်တော်ခုနကပြောရဲရှေ့6လုံးနောက်6လုံးစစ်ပါ 0h3c38 0h3c38 ဟုတ်ပြီနော် XCA236 XCA236 မှန်သွားပြီအလဲအကောင်တွေလည်းစစ်နိုင်လို့ရှိရင်စစ်အပေါက်များရင်တော့စစ်ပေါ့ဗျာကိုကကျွန်တော်တန်းထွှမ်းမယ်ဆိုရင်တော့စစ်တော့ပေါ့ဟုတ်တယ်လားဆိုတော့အဲ့တော့ဒါစစ်ပါပြီးရင်ဒီမှာ network က BNB Smart Chain အဲ့တော့ဒီမှာ select network မှာဒီမှာ please ensure လို့ရေးထားတယ် OBBNB ကိုလုံးဝမသုံးပါနဲ့ဒီမှာ BEP20 BNB Smart Chain BSC နော် BNB Smart Chain BEP20 BSC အဲ့ဒါကိုသေချာစစ်ပါနှစ်ရပြီပြီး amount ထည့်ဒါပဲပေါ့နော်ဆိုတော့ဥပမာကိုကဒေါ်လာ100လွှဲမယ်ဆိုလို့ရှိရင်$လောက်တော့ဒီမှာအရင်ဆုံးsend ထည့်ကြည့်လိုက်ပါနော်ပြီးတော့မှ withdraw လုပ်လိုက်လို့ရှိရင်ဒီကောင်းစီကိုရောက်သွားလိမ့်မယ်ဟုတ်ပြီနော်ဒါပေမဲ့အချိန်တစ်ခုစောင့်ရမယ်ချက်ချင်းမရောက်ရင်စိတ်မပူပါနဲ့ဘာလို့ကျွန်တော် blockchain ဖြစ်တဲ့ကျွန်တော် blockchain ပေါ်မှာကျွန်တော် note တွေ verify လုပ်ရသေးတယ်တကယ်လွှဲရဟုတ်မဟုတ်ကို verify အချိန်တစ်ခုပြီးပြီဆိုတော့မှထွက်သွားလိမ့်မယ်အဲ့ကြတော့မှကိုယ့်စီကိုဒီဘက်က trust wallet ထဲမှာသွားကြည့်လိုက်ရှိလိမ့်မယ်အဲ့တော့ကျွန်တော်ထပ်ပြောမယ် USDT ဖြစ်ရမယ် BNB Smart Chain BEP20 BNB Smart Chain ဖြစ်ရမယ် okay wallet address ရှေ့6လုံးနောက်6လုံးစစ်ရှေ့6လုံးနောက်6လုံးစစ်ဟုတ်ဒါပဲဒီသုံးခုမှန်တယ်ဆိုလို့ရှိရင်လွှဲလို့ရပြီဟုတ်ပြီနော်ပြီးရင်နောက်ထပ် rule က small amount အရင်လွှဲကြည့်ပါ okay okay နောက်တစ်ခုကကျွန်တော်တို့ဒီမှာတစ်ခါလေးပေါ့နော် P2P ကနေပြီးတော့မှဝယ်တာကိုကျွန်တော်အချိန်လေးရနေတော့တစ်ခါလေးထပ်ပြလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ခုနကတော့ crypto ကို wallet to wallet ကိုလွှဲတာကတော့ဟုတ်ပြီအဲ့ crypto ကိုကျွန်တော်တို့ရဲ့အခုရှိနေတဲ့မြန်မာကျပ်သို့မဟုတ် Thai baht သို့မဟုတ် US dollar အပြင်မှာရှိတဲ့ပတ်စံဒါမှမဟုတ်ကိုယ့်ရဲ့ bank account ထဲမှာရှိတဲ့ပတ်စံကို crypto ဘယ်လိုပြောင်းမလဲဆိုတဲ့ဟာကျွန်တော်ဒါပြောရင် crypto တွေကိုစဝင်တဲ့ first step ပေါ့ဆိုတော့ကျွန်တော်ရဲ့ KBZ page ထဲမှာထားပါတော့300ရှိတယ်အဲ့ဒီ300ကိုကျွန်တော်ကဒီ Binance တွေကို USDT US dollar digital form ဘယ်လိုပြောင်းမလဲဆိုတော့ဒါတော့အဆင့်တွေကြည့်မယ်ဆိုလို့ရှိရင်ဗျာပထမတစ်ဆင့်ကကျွန်တော်တို့ရဲ့ပတ်စံမြန်မာကျပ်ကိုဒေါ်လာပြောင်းရမယ်โอเคဒေါ်လာဒီအရွက်လားသို့မဟုတ်ကျွန်တော်တို့ထား digital form တစ်ခုလား digital form ဆိုတော့ ban တွေက issue လုပ်တဲ့ digital form เนาะ crypto form မဟုတ်ဘူး digital form ဆိုတာအထဲမှာရှိတဲ့ number ပဲမှာ PayPal လို့ပါတော့လေအဲ့ဒီကနေမှအဲ့လိုပြောင်းတာဒါတစ်လိုက်အဲ့ဒါအပြင်ဒီဘက်ကဒီ Binance တို့ဘာလို့တဲကို trade လုပ်ဖို့ embrace လုပ်ဖို့အတွက်ကို
crypto farm crypto ငွေဖြစ်တဲ့ US ဒေါ်လာနဲ့ equal ညီမျှတဲ့ USDT USDC ကြိုက်တဲ့ဟာတစ်ခုခုကိုသုံးတဲ့ဟာတစ်ခုခုအဲ့ဒီဟာကိုပြောင်းတာကဒါနောက်ထပ်လမ်းကြောင်းတစ်ခု okay အဲ့တော့အများဆုံးကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးမှာအများဆုံးလုပ်ကြတာ P2P ဖြစ်တယ်ဟုတ်ပြီနောက်တော့ကျွန်တော်ပြမယ် P2P ဒီကနေပြီးတော့တောင်းလိုက်လို့ရှိရင်ဟို P2P ကကျွန်တော်တို့ဒါဟို trade မှာရှိမယ်နော် trade ကအောက်မှာရှိမယ်ဆိုတော့ P2P ဆိုတာဘာလဲဆိုတော့ person to person လူချင်းလဲတာဟုတ်ပြီနော်အဲ့တော့အရင်ဆုံး P2P ကိုကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင် buy sell ရှိမယ်ကျွန်တော်တို့ကမြန်မာကျပ်ငွေပေးပြီးတော့ဒုမဟုတ် time back ပေးပြီးတော့ဒုမဟုတ် time back ကတော့မရတော့ဘူးဗျာအဲ့ဒါပြောမြန်မာကျပ်ငွေပေးပြီးဒါမှမဟုတ်ဒေါ်လာပေးပြီးတော့တစ်ခုခုနဲ့ပေးပြီးတော့ USDT လိုချင်တာဒါဆိုရင် buy ရမှာ USDT ဝယ်ရကျွန်တော်က USDT ကိုပေးပြီးတော့နော်မြန်မာကျပ်ကိုလိုချင်တာဒါဆိုရင်ဆက်ရမှာရောင်းရမှာဟုတ်ပြီနော်ဟုတ်ပြီတော့ပြီးရင်ဘာပေးချင်တာလဲဘာယူချင်တာလဲ Chinese yuan ဖြစ်နေတယ်အဲ့ဒီဟာကိုကျွန်တော်တို့က MMK မြန်မာကျပ်ဖြစ်ဖြစ်ပြောင်းလဲလိုက်ရအောင်မြန်မာကျပ်ဖြစ်သွားတယ်ဒါဆိုရင်ဒီမှာရှိသမျှဟာတွေအကုန်လုံးဒီမြန်မာကျပ်တွေပေါ်လာတယ်ပြီးမြန်မာ payment တွေပေါ်လာတယ်အဲ့တော့သတိထားရမှာတစ်ခုရှိတယ်သတိထားရမှာဆိုတာကျွန်တော်အကြီးရပြောပါမယ်တေချာပြောပါမယ်နော်တကယ်ဆက်ပြီးနားထောင်ပါသတိထားရမှာတစ်ခုရှိတယ်ဘာလဲဆိုတော့အခုနောက်ပိုင်းမှာ P2P ကတရားမဝင်ဘူးမြန်မာနိုင်ငံထဲမှာအဲ့ဒီအတွက်မြန်မာနိုင်ငံထဲမှာ P2P လုပ်မှဆိုလို့ချင်းသတိအကြီးထားပါကိုက P2P ရောင်းဝယ်လုပ်တဲ့ KBZ Pay ကကိုမန်းတိသွားရင်ပိတ်ခံရနိုင်တယ် P2P ရောင်းဝယ်လုပ်မှန်းတိသွားရင်ပိတ်ခံရနိုင်တယ်တနင်္ဂနွေဒီဇင်ဘာနေနဲ့ P2P အရှိမရောင်းထားတဲ့သူနဲ့ငွေလဲလောက်ထားမိတယ်ဆိုလို့ရှိရင်အဲ့ဒီ account ပိတ်လို့ရှိရင်ကိုပါရောပြီးပိတ်ခံနေတယ်ဒီလို risk တွေရှိတယ်အဲ့တော့အခုချိန်မှာတော့အကောင်းဆုံးကတော့ P2P ကကိုနဲ့တည့်ရလူပဲရောင်းဝယ်လုပ်တာအကောင်းဆုံးပဲကျွန်တော်တို့လည်းကိုနဲ့တည့်ရလူပဲရောင်းဝယ်လုပ်ရဲတယ်တခြားလူတွေမလုပ်ရဲဘူးအဲ့တော့ကလူတွေပေးမယ်လို့ cash ကိုပေးမယ်လို့ဆိုရင်ကိုကကြက်ငွေပေးရမယ်ဟိုဘက်က USDT ပေးရမယ်ဒါမှမဟုတ်ကိုက USDT ပေးရမယ်ဟိုဘက်ကကြက်ငွေပေးရမယ်လူတွေဆိုလို့ရှိရင်အခုချိန်မှာပွင့်နေတော့ပြောမလုပ်တာကောင်းဘူးဟိုအဲ့လိုမျိုးပြောပြီးတော့ဖန်ခံရတာရှိတယ်ဟုတ်ပြီနော်ဒါတတိကြီးထားတဲ့နဲ့ငွေမောက်များရင်လက်ကြီးသမားတွေရှိတယ်ဂွေနေနဲ့ချိတ်လို့ရတယ်ဒါပုံဝင်လင်းပြောတာဒါပေမဲ့ကျွန်တော်တို့မသိဘူးပေါ့နော်ကျွန်တော်လာမင်းဖတ်ဆိုလို့ဒါပေမဲ့ကျွန်တော်တို့ကိုယ့်အနေကိုတငယ်ချင်းတွေပဲကိုယ့်ကိုလုပ်တဲ့ဟာတွေပဲကျွန်တော်စိတ်ဖြစ်တယ်နော်အဲ့ဒီတစ်ခုတော့ရှိပါတယ်ဒါကြိုးပြီး risk ကိုပြပြထားတာဖြစ်တယ်အပီတမီမှာ MMK နဲ့ကျွန်တော်တို့ရွေးလိုက်ပြီဆိုလို့ရှိရင်ဒါတွေရှိတယ်လူတွေတွေ့လိုက်မယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့က mix ကိုကျွန်တော် text ပေးမယ် order များတယ် completion rate များတယ်မြင့်တယ် 99% ကျော်မယ် certification ဒီဘယ်လိုထား certification ပေါ့နော်ဒီ positive feedback rating 99% ကျော်မယ်အဲ့ဒီလိုပဲရွေးပါဟုတ်ပြီနော်ရှင်းလေးအဲ့ဒါပဲရွေးပါဒီကိုမျိုးတန်ဦးဆိုတဲ့လူမှာ982 order ရှိတယ်100% completion rate ရှိတယ်100% satisfaction rate ရှိတယ်သူ့ကိုရွေးလို့ရတယ်ဒါပဲအဲ့တော့သူ့ကိုရွေးမဲ့ပြီးရင်တော့ buy USDT လုပ်လို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့မြန်မာကျပ်ပေးမယ်ဘယ်လောက်ပေးမှာလဲသူက KBZ ပေးနဲ့လက်ခံတယ်အဲ့တော့ကျွန်တော်တို့ကဥမာ38သိန်းထိကြရတယ်ကျွန်တော်30ကိုကျွန်တော်ကဝယ်မယ်ပေါ့ okay 30ကိုဝယ်မယ်ဟုတ်ပြီအဲ့တော့ဒေါ်လာ900ရမယ်ပြီးရင် buy USDT နှိမ့်လိုက်လို့ရှိရင်ကျွန်တော်ရဲ့လူနဲ့ချိန်ပြီးသားဖြစ်သွားမယ်ကိုကသူ့ကို KBZ ပေးလွှဲလိုက်သူကကိုဒီမှာ crypto ပေးလိမ့်မယ်အဲ့တော့အဲ့နေရာမှာကျွန်တော်က trust ဘယ်လိုရှိလဲဆိုလို့ရှိရင်ကိုပေးပြီးပြီဆိုတာနဲ့ Binance ကိုကျွန်တော်တို့တင်လို့ရအောင် screenshot တွေပဲအကုန်လုံးတင်ထားသူက receipt ဖြစ်ပြီးသွားဆိုလို့ရှိရင်သူ accept လုပ်ပြီးတော့ crypto release လုပ်ပေးလိမ့်မယ်အဲ့ကြလို့ရှိရင်ကိုယ့်ရဲ့ wallet ထဲကိုရောက်လာပြီပေါ့နော်အဲ့တော့ P2P fees ရှိတယ် P2P fees ရှိတယ်ကျွန်တော်တို့ဒီ Binance ကယူတဲ့ဟာပေါ့နော်ဆိုတော့အဲ့ fees ပေးရလိမ့်မယ်ဒါပဲဆိုတော့အဲ့ဒါနေကျွန်တော်တို့ကအလုပ်လုပ်တာပေါ့နော်ဒီအဲ့တော့ခုနကမြန်မာကျပ်တို့မဟုတ်ကြိုက်တဲ့ဒီ fiat currency သူတို့လက်ခံတဲ့ fiat currency ဒီထဲမှာစရင်းရှိတယ်ဒီထဲကဟာတွေသူကရတယ်အဲ့ဒီအားလုံးရောင်းလိုက်လို့ရှိရင်ဟိုဘက်ကဝယ်မဲ့သူက USDT release လုပ်ပေးပြီးတော့ဝယ်သွားလိမ့်မယ်ပြီးရင်ကျွန်တော်တို့ account တွေကိုကျွန်တော်ရောက်လာလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီကနေမှကျွန်တော်တို့ကခုနက USDT ကနေကျန်တဲ့ဟိုမှာ BTC တို့ BNB တို့ဒါတွေစီကိုဆက်ပြီးဝယ်ဖို့သွားရတာဟုတ်ပြီနော် okay အဲ့တော့ဒါကအရှိမကျွန်တော်ပြောခဲ့တဲ့ဒီ wallet to wallet လွှဲတဲ့ဘိုင်းရင်
နောက်ပြီးတော့လို့ရှိရင်ဒါ P2P ဝယ်တဲ့အပိုင်းဖြစ်ပါတယ်ဆိုတော့ order တွေအကြောင်းတော့ next video မှာကျွန်တော်ဆက်ပါမယ် okay အဲ့တော့ DTP ကကြည့်ပြီးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့အစီအစဉ်ဆိုလို့ရှိရင်ကျွန်တော်တို့ကို video လေးကို like လုပ်ပေးခဲ့ပါ subscribe လုပ်ပေးခဲ့ပါနောက်ကျွန်တော်တို့ link ကနေပြီးအကောင့်ဖွင့်ပြီးတော့မှ trade လုပ်လို့ရရင် trade လုပ်ပေးပါဗောနော် referral code လေးထည့်ပေးပါနော်အဲ့တော့ DTP ကကြည့်ပြီးကျေးဇူးအများကြီးတင်ပါတယ်ငွေဝင်တဲ့နေလေးဖြစ်ပါစေနော်